တော့ဒီလိုမျိုးမဖြစ်စေရပါဘူးကောင်းကောင်းမွန်မွန်ပဲလောက်ကိုင်စားမယ်လို့ဒီတစ်ချိန်တော့အခွင့်အရေးတွေပြန်ပေးပါဦးလို့ကလေး2ယောက်ရှိလို့ဒီလိုမျိုးနဲ့ပါလေးပြောသလိုသူကပတ်စံပေါ်တဲ့ခါကျသူအတုံးလိုတဲ့ခါနဲ့လာပြီးလိုက်တယ်ပေါ့အများကြီးယူဖို့လည်းသမီးမအစီအစဉ်ရှိပါဘူးများတော့ကြရမှာကိုအစင်ပြေဖို့အတွက်လည်းရှိပါဒီမြင့်လူတွေရွေးချယ်ကြမရှိဘူးလားဟုတ်တယ်ဘယ်လိုသူ့လုံးမယ်လို့အဲ့လိုစိတ်ထဲမှာပေါ်လာအဲ့လိုတော့မဟုတ်ပါဘူးကောင်းကြတဲ့စိတ်တော့မရှိပါဘူးဒါပေမဲ့ပတ်စံလို့ပေါ်နေလို့ဆိုပြီးတော့သူကမနေနေတယ်ဒီလိုကျတော့ကိုယ်နဲ့တူရှိတယ်ဟုတ်ပါဒီနေ့တော့လည်းရှိအပြာလည်းလက်စီမကောင်းဘူးတမိလိမ့်မယ်ပြောပါဘူးဟုတ်ခေါ်ကြည့်တယ်အဲ့ဒါကြောင့်လုံးမိရဒါသမီးရှိရဲ့သမီးမိန်းကလေး2ယောက်ရှိတယ်2ယောက်ရှိဘုရားနေပတ်စံ3,900နဲ့ဖုန်းနဲ့ယူရတယ်အဲ့ပတ်စံပဲရပါတယ်အဲ့ဒါနန်းသေးရိတ်နဲ့ဆိုတော့3,300ပို့တယ်ရောက်တယ်ဆိုသမီးအိမ်သားသာပေးလိုက်တယ်နန်းကြီးကဘာလို့6,000လောက်ပေါ့အဲ့ရနေခါလာအထွားပြန်6,000ခွဲတောင်ရှိပါတယ်ဟိုလမ်းကြီးက6,000ခွဲကြတယ်မင်္ဂလာတော်ကနေလိုင်းသားရအောင်အိမ်သားသာဘယ်လောက်ပြီလဲ6,000ပြီကျန်တဲ့ပတ်စံစားတယ်အဲ့ကိုတော့1,000ခွဲလွှဲလိုက်တယ်ပြစ်မှန်လို့ဆိုတော့မလောက်ဘူးလေဆိုဒီမှာတွေမကဘူးဒီမြင့်တွေမှာလည်းအဲ့လိုလှုပ်ထားတာရှိတယ်နော်အဲ့တော့ဒီမြင့်တွေမှာလည်းလှုပ်တယ်ဆိုတော့ဒီဟာကိုလှုပ်စားနေတာဘယ်လောက်ကြာလဲလို့တော့မရှိသေးဘူးဒီလှိုင်းရမှနေတော့ကတော့မလှုပ်ခဲ့ဘူးအဲ့ဟိုဘက်မင်္ဂလာတော့အပိုင်ရောက်မှအကျွေးတွေရှိတော့နေတွင်းယူမတိုးတွေယူတန်အမှတန်ရမယ်အဲ့လိုအကျွေးသမားကြီးကအတင်းတောင်းအလုပ်ဖြစ်သွားတာအဲ့ဒီဒုံကိုတရားရောက်မှခုနသမီးလောက်လာခဲ့တဲ့ဆိုတော့ညာအဲ့သမီးထဲမှာလောက်တာဘယ်လိုဖြစ်ပထမဦးဆုံးကအဲ့ဒီမာကြီးစင်လေးတို့ပေါ့ခုနပြောတဲ့မာကြီးတွေနဲ့သမီးတို့နဲ့အတူတူနေခဲ့တာတစ်ဆောင်နဲ့ဥဆောင်မှာသမီးတို့က8,000နဲ့ငှားပြီးတော့နေတာဒီနဲ့အကျွေးတွေကများလာတော့တနေ့ကိုအသွင်းနေမဲ့9,000လောက်ဖြစ်လာတဲ့ခါကျတော့မဆက်နိုင်ဘူးလို့ဆိုပြီးထွက်လာရင်အဲ့လိုမျိုးတွေယူလာတာကုန်တန်းစီပြီးတော့တညက်နေတဲ့လောက်ခဲ့အဲ့ရနဲ့သမီးတို့ထောက်ကြံထွက်လာပြီးထောက်ကြံမှာအဲ့ကရင်မဆိုတဲ့ကောင်မရသမီးတို့ရှယ်တဲ့ကြောပြန်ယူတာတားထိုက်ဦးတဲ့ကရင်မတဲ့သူ့နာမည်ကသူတို့ကကိုညံကုန်းစားတီးကိုညံကုန်းအဲ့ဥစ္စာသူသမီးတို့ရှယ်နေပတ်စံနေဖုံးနေပြန်ယူပြီးတော့သမီးတို့ကအဲ့မှာအစင်မပြေတဲ့ဆုံးပတ်စံနေ9,000ခွဲတဲ့နဲ့နေပြီးတော့ရောက်သွားခဲ့တာရောင်းမတွေရှိဘူးရောင်းမအလုပ်လာလုပ်လို့ရတယ်တဲ့ကောင်မဝတ်တောင်ချော်စားလို့ရဆိုဒီမှာကျတော့သမီးဝတ်ပဲချော်စားခဲ့တာအခုလည်းကြည်နေတဲ့လူတွေသိပါတယ်အခုဒီကလေးမလေးစီကယူရတာနော်ယူရတော့ဒီကလေးမလေးစီကယူတာပဲဒါပေမဲ့သူပတ်စံမဟုတ်ဘူးသိတယ်မလားဟို line ပေါ်ကနေပြီးတော့ဒီကျွန်တော်တို့နိုင်ငံတကာလူတွေရော9ရက်သားလူတွေရောဒီလူလာတဲ့ပတ်စံတွေကနေမှဒါဟိုသူငွေကြေးဖြစ်တာလေအဲ့တော့သူတို့ကျင်းတဲ့အောင်ဘယ်လိုလုပ်တနေ့ကပြောသလိုပေါ့အခုတော့အစဉ်ပြေမှာမဟုတ်တော့ဘူးပေါ့အရင်တော့သူကသူ့ channel ပြန်ရောက်ပြီးပေးတယ်ရှိတာလေးတွေငါ့ကိုကျွေးဆက်ပေးပါဆိုတော့အေးမယ်တဲ့အခုလိုတွေဖြစ်တော့ပတ်စံတော့မျောလို့မရတော့ဘူးပေါ့လေဘယ်လိုပတ်စံအဲ့ကောင်သူသမီးယောက်ျားဆိုတဲ့တည်းမျောလို့မရတဲ့သမီးရှာပေးရမှာပေါ့ပတ်စံ3,900ဟုတ်ဘူးရေဟုတ်ဘူးအောင်နဲ့ညီမလေးမှရှိတဲ့3,000စိုက်ပြီးတော့ရွေးပေးလိုက်တာဟုတ်တယ်2,000ကျော်ထပ်ပေးရအောင်ညီမလေးအချိန်လေးတစ်လလောက်ပေးသေးတယ်နဲ့စက်ရုံဝင်ဖို့တော့ပြောတယ်အခုလိုပြဿနာတွေဖြစ်တော့ဝင်လို့လည်းမရတော့အလဲပေါက်မှာမပုံနေတော့သွားဖို့ပြောပြီးသွားပြီမနဲ့သွားဖို့အလုပ်ရှောက်ဖို့ဒီနေ့လာနေမကောင်းဘူးတဲ့အင်္ဂါနေ့မှရှောက်ဆိုလို့အဲ့ဒါလေးစောက်အခုဒီကနေပြီးတော့အေးယူမယ်ကျန်တဲ့လူတွေလည်းအေးယူမယ်ဆိုရင်အမဘဝဒုက္ခရောက်ဖို့ရှိဟုတ်လားနောက်မှလည်းကလေးတွေရှိတယ်မိသားစုတွေရှိအခုဟိုကလူတွေကိုလည်းကျွန်တော်တို့ကတော့တတ်နိုင်တယ်လို့ပြောခဲ့ပြီးပါပြီเนาะဟိုမင်းဖြစ်ဖို့အတွက်ဒီမှာလည်းဟိုကျွန်တော်တို့ကဟိုဘောနော်ဘယ်သူမှဒုက္ခမရောက်စေချင်ဘူးဘယ်လိုဆန္ဒရှိဟုတ်စာရေးစားစရာတော့နည်းနည်းတော့စိတ်ဆိုးတယ်ပေါ့ဒါပေမဲ့အခုကျတော့လေအဲ့လိုတူဖြစ်သွားမှာလည်းမလိုလားဘူးနောက်မှလည်းမိသားစုတွေလည်းရှိတယ်လေဟိုသမီးကိုဖုန်းကတော့သမီးဖုန်းမှာ
ဒါပေမဲ့ပတ်စံကျတော့တမီးကိုအလူရှင်တွေကဝိုင်းပြီးလှူထားတဲ့ဟာဆိုတော့လေနည်းတော့စိတ်မကောင်းတော့ဖြစ်နေတယ်မလည်းဘူးသူ့ရဲ့ပုံစံကိုကြည့်ပြီးတော့သူเจ้าကိုနားထောင်ပြီးတော့လေအဲ့လိုတခုလို့ဟိုကြတယ်ဒီမလုပ်ရဘူးတမီးကတော့သူလှုပ်ထားတဲ့သူတွေကိုလည်းပေါ့တမီးရပဲကြားတဲ့အားလုံးလည်းတောင်းပန်ပါတယ်ပူစားလဲတမီးကတော့သူ့ကိုဘာမှမလုပ်တော့ပါဘူးဒါပေမဲ့ ကိုလှုပ်ထားတဲ့လူတွေရောကိုလှူထားတဲ့လူတွေရောကြည်နေတယ်ဗာပြောဗာပြော နားခဲ့ပါတယ်လို့နောက်ဒီလိုမျိုးမဖြစ်စေရပါဘူးကောင်းကောင်းမွန်မွန်ပဲလောက်ကင်စားမယ်လို့ဒီတစ်ချိန်တော့အခွင့်အရေးတွေပြန်ပေးပါဦးလို့ကလေး2ယောက်ရှိလို့ ကလေးရတယ်2ယောက်ရှိတယ်ကြည့်ပြီးပြောအဲ့လိုပြောမယ် ကောင်းကောင်းမွန်မွန်လောက်ကင်စားပါတော့ပဲလို့အခွင့်အရေးတွေကဒီတစ်ခေါက်ပေးပါလို့လည်းကျန်ဆက်ပေးပါမယ်အကုန်လုံး နောက်ဒါမျိုးလုံစားတော့ဘူး မစားတော့ပါဘူးတွေ့တဲ့နေရာမှာတက်လို့ရပါလေတပိဒါမျိုးမလုပ်စားတော့ပါဘူးဆက်ရုပ်စင်းဝင်နေတော့ပေးပါ ဒါကပေါ့နော်ဒါကဟိုဒီကလေးမလေးစီကနေပြီးတော့မှဒီအိမ်ထဲဝင်ပြီးတော့ဒါဖုန်းနဲ့ပတ်စံနဲ့ယူသွားတဲ့အမှားပေါ့နော်သူ့ပထမတော့ကျွန်တော်သူ့လာပြီးတော့ပေါ့နော်တိုးတိုးတိတ်တိတ်ပေါ့ပစ္စည်းတွေပြန်ပေးကျွန်တော်တို့ဘာမှမလုပ်ဘူးပြန်ပေးကျွန်တော်လက်ခံတယ်ဘာလို့လဲသူလည်းသူ့ရဲ့ဂုံသိက္ခာနဲ့သူ့ရဲ့ရှေ့လျှောက်သွားမယ်လုပ်ငန်းကိုင်ငန်းတွေရှိသေးတဲ့အတွက်ကျွန်တော်တို့ကဒီလိုတိုးတိုးတိတ်တိတ်ဖြေရှင်းတယ်ဒါပေမဲ့ तू ကလာမပေးဘူးပေါ့နော်လာမပေးတဲ့အခါကျတော့ကျွန်တော်တို့ကနေပြီးတော့မှသူ့ကိုစုံစမ်းပြီးတော့ကိုယ်တိုင်တွားပြီးတော့ခေါ်ရတာပေါ့နော်ကိုယ်တိုင်တွားခေါ်တဲ့အခါကျတော့ပတ်ဝန်းကျင်လည်းသိတယ်နောက်ပြီးတော့ကျွန်တော်တို့ကရလာတဲ့အခါကျတော့ဟိုအရေးယူဖို့ဆိုလို့ရှိရင်လည်းသူ့အနေနဲ့နောက်မှမိသားစုရှိတဲ့အတွက်သူ့အတွက်အများကြီးနစ်နာသွားမယ်နော်ဟိုနှစ်ပေါင်းများစွာတွေဖြစ်ကုန်လိမ့်မယ်ဘာလို့လဲဆိုတော့ तू ကဒီတယောက်တည်းကိုလှုပ်ထားတာမဟုတ် तू ကလှုပ်ထားတဲ့လူကအများကြီးပဲအဲ့အတွက် तू အတွက်အရန်ဝင်နေဖြစ်သွားနိုင်တယ်အဲ့အတွက်တော့ဟိုအဓိကတော့ဒီဗီဒီယိုတင်နေဆိုတာကလည်းသူ့နစ်နာစေခြင်းနဲ့စိတ်တော့မရှိဘူးဒါပေမဲ့သူ့ကိုဒီလိုလှုပ်တတ်တယ်ဆိုတာကိုမြင်မှသာနေနောက်လူတွေကသူ့ကိုလက်မခံတော့ဒီလိုအလုံးမခံတော့လုံးမဆိုရင် तू ကဒီတိုင်းပဲဒီလိုပဲပေါ့နော်အရင်တည်းကနေ तू လှုပ်လာတယ်ဒါပေမဲ့တော့ညာလဲ तू ဒီဟိုပေါ့နော်ဒီကျွန်တော်တို့စီလှုပ်တဲ့အချိန်အထိဟိုကျွန်တော်သိတဲ့လောက်ထိကို तू ကဒါပဲလှုပ်နေတဲ့အတွက်ကိုသူ့ကိုတားလို့မရဘူးအခုချိန်မှာတော့သူ့ကိုမြင်ပြီးကဲသူ့ကိုတွေ့ပြီဆိုလို့ရှိရင်ဒါလူတွေကတိသွားတဲ့ခါကျရင် तू ဒါမျိုးထပ်လှုပ်လို့တော့မရတော့ဘူးပေါ့နော်ဟိုဒီဟိုတရားစွဲတာတွေဒီ तू အရေးယူခံရတာတွေကြတော့ရှင်လဲဟိုကျွန်တော်တို့ကမလှုပ်ရှင်ရှင်းလေးပြောတာသူ့အတွက်ဟိုအရင်နဲ့နာတော့မှဆိုလို့မလှုပ်ရှင်ဘူးဟောဒီလိုတင်နေဆိုတာလဲဒါသူနောက်ထပ်ဘယ်သူမှလှုပ်လို့မရတော့အောင်ကျွန်တော်တို့ကရည်ရွယ်ပြီးတော့ဒါကိုလှုပ်ရတာဟုတ်နော်သူကတော့ပြောတာပဲလောလောဆယ်တော့သူနောက်ဒါမျိုးတွေမလှုပ်တော့ဘူးသူ့အခွင့်အရေးပေးပါသူ့မှာကလေးတွေလည်းရှိနေတယ်ဟိုနော်ဒီလိုပြောတယ်ဒါပေမဲ့ကျွန်တော်တို့ငကိုတွေကကျွန်တော်စဉ်းစားပြီးသားပါဟိုသူကဒါဂျစ်ကန်ကန်တွေအရန်တွေဟိုနေဖြစ်ကလန်ကဆန်တွေဖြစ်နေမယ်ဆိုတော့ကျွန်တော်တို့ကဟိုတက်ဆိုင်ရနဲ့ကိုကြီးတောင်းပြီးလှုပ်ဖို့ပဲရှိတာဒါပေမဲ့အခုကတော့သူလည်းမလှုပ်တော့ဘူးနောက်တိုင်းရပါတယ်ဒီလိုတွေပြောတယ်နောက်ထပ်သူလှုပ်ထားတဲ့လူတွေကိုလည်းဟိုပြောချင်တာကသူ့မှာပြန်ပေးနိုင်တဲ့အရေးချင်းလည်းမရှိဘူးအခုဆိုရင်ကျွန်တော်တို့ဖုန်းတော်မှာပေါင်ထားတဲ့ဆိုင်ကျွန်တော်သွားယူလာတာဟိုနောက်ပြီးတော့ပတ်စံဆိုလည်းအခု3,900ပြန်မရပါဘူးဒါပေမဲ့ပြန်မရဘူးဆိုပေမဲ့ဟိုပေါ့နော်သူအဲ့ဒီ3,900စိုက်ပေးတဲ့အမတွေရှိတယ်ဗျဟိုတစ်ခေါက်စိုက်ပြေနော်အဲ့တော့ဟိုသူ့လှုပ်ထားတဲ့လူတွေလည်းသူ့စီကပတ်စံတော့ရမှာမဟုတ်ပါဘူးသူတို့အနေနဲ့လည်းဟိုမကျင်တတ်လို့ဟိုတရားတွေပါရင်ဆိုင်တဲ့အခါကြလို့ရှိရင်လည်းလူဒုက္ခရောက်ရုံကလွယ်ပြီးတော့ဘာမှတော့မရှိနိုင်ဘူးဒါပေမဲ့ဟိုသူ့ခံစားချက်နဲ့ကိုယ်ခံစားချက်မတူဘူးဒါကတော့ကျွန်တော်တို့ဒီလိုဟိုအရေးမယူဆိုတာကလည်းကျွန်တော်တို့ရဲ့ဒါဟိုဘောနော်ပုဂ္ဂလိကခံစားချက်ပဲကျန်တဲ့လူတွေရဲ့နဲ့တော့မဆိုင်ပါဘူးပြကျန်တဲ့လူတွေကတော့သူတို့သဘောနဲ့သူတို့ပေါ့နော်ဒါသူတို့စံနာပေါ့လက်ရှိကတော့ကျွန်တော်တို့ကဒီတိုင်းပဲသူ့ဟိုပေါ့နော်ဒီအလူရှင်တွေအကုန်လုံးလှူရတဲ့ပတ်စံဖြစ်တဲ့အတွက်အလူရှင်တွေတောင်းမှခိုင်းမယ်ဒီညီမလေးရဲ့ဖုန်းတွေဖြစ်တဲ့အတွက်ဒီညီမလေးကိုတောင်းမှခိုင်းမယ်ပြီးရင်သူ့ကိုကျွန်တော်တို့ကဒီကနေပဲသူသွားခြင်းတဲ့နေရာကိုကျွန်တော်တို့ကပြန်ပြီးတော့လွတ်ပေးလိုက်မယ်ဟုတ်ပြီနော်ညီမလေးကိုတောင်းမှနိုင်လားပြောပါအောင်ဘယ်လိုလုပ်တောင်းမလဲလုပ်ခဲ့တဲ့အတွက်ဘာမှမလုပ်ဘူးမရှိရပါဘူးငါလိုလို့လာလို့အချစ်တော်ဖက်ဒီပေါ့တော်ကိုစီးပါထားပါမလားရဲ့လို့ကိုကြီးပေါ်ရရတာလေ